အပြူကြီးတယောက်ကသီလရှင်ဝတ်နေတာကြားပြီဒါပေမဲ့ရွာမှာသိတယ်မလားလဲလုံးမဲ့သူကမရှိတဲ့ခါကျတော့နော်အဲ့တော့အမေဖြစ်တဲ့သူကဆရာလေးကိုလမ်းဖုံးဆက်တာသီလရှင်ဆရာလေးရွာမှာလဲလုံးမဲ့သူတွေမရှိကုန်ဘူးပေါ့နော်အဲ့ခါကျတော့ဆရာလေးခဏလူထွက်ပြီးလဲလာလုံးလဲအောင်လဲလုံးပြီးတော့လဲတွေပါတွေတိမ့်ပြီးမှပဲနော်ဆရာလေးပြန်ဝင်လိုက်သီလရှင်ပြန်ဝင်လိုက်ဆိုပြီးလမ်းခေါ်တော့ဖုံးဆက်တော့ဆရာလေးလည်းဟုတ်ပြီဆိုပြီးတဲ့ခါကျတော့အဲ့နဲ့လူထွက်ပြီးရွာကိုရောက်လာရွာရောက်လာပြီးလဲလောက်ကြတာပေါ့ကွယ်လဲလောက်ပြီးတော့အဲ့မှာနော်ဖူးစာအကြောင်းပါလာတဲ့ခါကျတော့လဲကွက်ရဲ့ဘေးမှာအဲ့မှာလဲလောက်တဲ့လူပြိုကြီးနဲ့တွေ့တဲ့ခါကျတော့သူအပြိုကြီးလူပြိုကြီးချစ်ကြကြိုက်ကြပြီးတော့အဲ့မှာပေါ့နော်မင်္ဂလာဆောင်ကြတာပေါ့ကွယ်တောင်းရန်လက်ထက်ကြတာပေါ့အဲ့တော့မနက်ခင်းပိုင်းမင်္ဂလာဆောင်အဲ့ဒီခါကျညရောက်တဲ့ခါကျတော့အဲ့လိုမျိုးပေါ့နော်ထုံးစံအတိုင်းပေါ့ပစိုးတန်းတင်အကျဉ်လင်မယားတွေဖြစ်ပြီးအဝါဝီဝါမုစကူတူးကြတာပေါ့ကွယ်ဒီလူပြိုကြီးနဲ့ပြိုကြီးအဲ့တော့လူပြိုကြီးကလည်းသိတယ်မလားအစမ်းနေထွန်းတာပေါ့အဲ့နဲ့သူမိမပြောမုစကူတူးနေနဲ့ငါမိမတဲ့အော်လဲဆိုဟိုကလည်းတီလာရှင်လူထွက်ဆိုတဲ့ခါကျရှင်ကလည်းရှင်ရှက်စရာကြီးတော့ဘာတွေအော်ခိုင်းနေတာတော့မသိဘူးလေနင်းအော်တတ်တယ်လို့လားအော်ပါကွာအဲ့နဲ့ဟိုဆရာလေးလူတော့ကလည်းသူလည်းစဉ်းစားနေဘာအော်မှမသိဘူးအဲ့နဲ့သူကအော်နေကြအောင်အော်လိုက်တာပေါ့ဒါလူကတော့တာလူကကြမ်းပါပါစေချမ်းသာပါစေသူကလည်းဆရာလေးဘဝတော့သူကအော်နေကြအဲ့ဒါပဲအော်တတ်တာအဲ့တော့ယောက်ျားဖြစ်တဲ့သူကမျက်လုံးကြီးပြူပြီးတော့အေးတာရုပ်ပါပြီးလို့ရှင်လဲငါ့ကိုလည်းတစ်ခါလဲတာအမြဝေပေးပါတော့မိမရဲ့ပေါ့နော်ဒီစရာတာလေးတော့တကယ်မဟုတ်တာရုပ်ပါတော့တာရုပ်ပါကျမပါစေ